တက်ကြီးလေးကိုကျွန်တော်သိမ့်လိုက်ရှင်ပြလုံးအစ်စ်တော့မဟုတ်ပါဘူးဆရာရဲ့စိတ်ကူးလေးတွေရတာပေါ့အထူးသဖြင့်တော့ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့နိုင်ငံရေးကိုလုံနေကြတဲ့လူတွေနဲ့ပတ်သက်လို့ကျွန်တော်ညီတွေဖြစ်တဲ့ပန်းသီးတို့ကျဲသီးတို့တော့ကျွန်တော်ပြလုံးတစ်ခုတော့ပေးတယ်ပြလုံးတစ်ခုမဟုတ်ပါဘူးလေအများကြီးပဲကျွန်တော်ပေးရတယ်သူတို့ဆက်ပြီးတော့မုန်းမှန်နေကြတယ်ကျွန်တော်ဘာရလဲလို့ဆရာရဲ့ဒီလိုဟိုနဂရောနိုင်ငံရေးဆိုပြီးတော့ကျွန်တော်တွေ့လာတယ်ဘာလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ကျွန်တော်အခုတွေ့ရတဲ့အပြင်မှာကျွန်တော်တော့အပြင်ထွက်လာပြီးတော့တွေ့ရတဲ့ပါတီအသီးသီးကတို့မဟုတ်ပါတီမဟုတ်တဲ့ဟိုနိုင်ငံရေးသမားဆိုတဲ့လူတွေသူတို့ဘာဘလို့ဖြစ်လာကြလဲဆိုတော့နဂရောနိုင်ငံရေးကိုကျွန်တော်သွားတွေ့တယ်ဆိုတာကဆိုင်းရတော့တီးနေတာပဲအဲ့ဒီနဂရောကလည်းကနေတာပဲသူ့ကိုယ်သူဘာနဲ့ဝင်လို့ဝင်နေမှလည်းမသိဘူးကိုဘာနဲ့ဝင်နေမှမသိပဲနဲ့အဲ့လိုကနေတဲ့နဂရောနိုင်ငံရေးတွေသူတို့ကိုကျွန်တော်ပြလုံးလုံးမယ်ခေါင်းစဉ်ကနဂရောနိုင်ငံရေးဆိုပြီးကျွန်တော်လုပ်အောင်မယ်နောက်တစ်ခုကကျွန်တော်ဘာသွားတွေ့လဲဆိုတော့ဟိုမော်တော်ပီကဲနိုင်ငံရေးပေါ့မော်တော်ပီကဲကအယူကိုမော်တော်ပီကဲခန့်မိနေတယ်ကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံရေးကကျွန်တော်လူပုဂ္ဂိုလ်နာမည်တက်ပြီးတော့မပြောချင်ဘူးမဲ့အယူမော်တော်ပီကဲခန့်မိတဲ့နိုင်ငံရေးရတယ်ပါတယ်လမ်းကစွတ်ပြနေတာပဲကားကလည်းသွားကျင်တဲ့စီသွားနေမှာပဲအယူမော်တော်ပီကဲခန့်နေရတော့သူ့ကိုယ်သူဟုတ်တယ်ထင်ပြီးလက်တွေစွတ်ပြနေတယ်မော်တော်ပီကဲပေါ့အဲ့ဒါလည်းကျွန်တော်တွေ့ရတယ်နောက်ဆုံးတွေ့ရတဲ့နိုင်ငံရေးကတော့ကင်မရာနိုင်ငံရေးတွေ့ရတယ်နာမည်ကြီးတဲ့လူတွေနောက်ပြေးပြေးကလိုက်ဓာတ်ပုံလေးရိုက်လိုက်ပါဦးဓာတ်ပုံလေးရိုက်လိုက်ပါဦးပြီးရင်အဲ့ဒီလူကပဲသူ့ကိုတစ်ခုခုမှာလိုက်တယ်လို့ဟိုရွေးကောက်ပွဲဝင်မှုအတွက်ပဲပြောလိုက်တယ်လို့တယောက်ကပဲစီယုံရေးအရာသိအရေးကြီးတဲ့စကားတစ်ခုကိုနှစ်ကိုကြားတူးတူးလေးပြောလိုက်တယ်လို့လုပ်ပြီးတော့အဲ့ဒီကင်မရာ politics ကလည်းကင်မရာနိုင်ငံရေးကလည်းကျွန်တော်တို့စီမှာအရန်ခက်စားတယ်အဲ့တော့ကျွန်တော်ကတော့နဂရောနိုင်ငံရေးမော်တော်ပီကဲနိုင်ငံရေးနဲ့ကင်မရာနိုင်ငံရေးသမားများအားအကြီးအကျယ်တိုက်ခိုက်မဲ့ပြက်လုံးများကိုပြင်ဆင်နေပါပြီ